သက်30ကျော်တဲ့မြို့သမီးတွေကအိုးပြီလားအသက်ကြီးသွားပြီလား Hell no ladies please you guys are far away from being old okay ဘာမှအသက်မကြီးသေးဘူးဒီဗီဒီယိုမှာအမျိုးသမီးတွေအသက်30ကျော်သည့်တိုင်ဆက်ပြီးဘလို့ slay ကြမလဲဆိုတဲ့အကြောင်းကိုပြောတတ်ချင်ပါတယ်ခုအသက်33ပါအသက်30ကျော်မိန်းမတစ်ယောက်အနေနဲ့ဘယ်လို့မှငြင်းလို့မရတယ်လက်ခံရမယ့်အမှန်တရားတွေရှိပါတယ်အဲ့ဒါနံပါတ်1ကတော့ metabolism ပေါ့နော်ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်ပြောင်းလဲမှုဇီဝဗေဒဖြစ်စဉ်ပြောင်းလဲမှုတွေပါငငယ်တုန်းကလိုမျိုး weight တက်လာတယ်ပြန်ကျဖို့မလွယ်တော့ပါဘူးတက်လွယ်ကျလွယ်ပုံစံမျိုးမဟုတ်တော့ဘူးတက်ဖို့လွယ်တယ်ကျဖို့ခက်သွားပါတယ်ကိုကတက်လွယ်ကြလဲ body type လည်းဖြစ်တယ်ပြီးတော့ငငယ်တုန်းက22လောက်တုန်းက weight တစ်ခါတက်ဖူးတယ်ပေါ့နော်ဝဝလေးအဲ့ဒါချက်ချင်းပြန်ချလိုက်တာတစ်လခွဲလောက်နဲ့လေလုံးဝ dramatically ဟို hatch လောက်ဆိုပြောင်းလိုက်တယ်လို့ပဲဘာမှစူးစမ်းစရာမလိုချက်ချင်း weight ပြန်ကျတယ်ကို body type ကအဲ့လိုငငယ်တုန်းကအခုရသေးလားမရတော့ပါဘူးပြီးတော့ကိုရဲ့ခန္ဓာကိုယ်ဘိုက်မှာအစီဆိုတာရှိခဲ့ဘူးတဲ့မိမမဟုတ်ဘူး30ပတ်လည်လောက်မှာအရန်ကိုဒီ collect လုပ်တာပေါ့နော်ဘိုင်းနဲ့ခါးတွေမှာအစီ collect လုပ်ဖို့တအားကိုလွယ်လာတာတတိထားမိပါတယ်ဆိုတော့ခုနကပြောလို့မျိုးဝေးကျသွားပြီးတော့တောက်လျှောက်ခြင်းတွေလုပ်ပြီးတော့ fit ဖြစ်အဲ့လိုနေလာရတာနေပြီးတော့တိတ်မကြသေးခင်ပေါ့နော်32လောက်ကမှစပြီးတော့တစ်နှစ်ကျော်လောက်တည်းမှာတအားကို weight တွေတက်လာပါတယ်ဒီအချိန်မှာငငယ်တုန်းကလူမျိုးအတွေးနဲ့အဲ့တုန်းက stuck ဖြစ်နေတုန်းပဲလွန်ခဲ့တဲ့3လလောက်ထိကငါဝလာလဲငါချက်ချင်းဒီလိုလက်ဖြောက်တီးပြီးပြန်ချလာရင်ကြလာမှာပဲဆိုပြီးတော့အခုမရတော့ပါဘူးဘလို့မှမရတော့ပါအဲ့တော့လက်ခံထားတာမကြသေးပါဘူးလွန်ခဲ့တဲ့1လလောက်ကမှလက်ခံထားတာပါဝါလာလို့ဆိုပြီးလက်တွေ့ဝိတ်ချတော့မှစိတ်ချိုသက်အသက်20ရာနဲ့ဘာမှမဆိုင်တော့လွယ်နဲ့မကြတော့အများကြီး effort တွေလိုလာတယ်ဆိုတော့သတိထားမိတယ်အခုတော့100%လက်ခံပြီးတော့အများကြီးစူးစမ်းနေပါတယ်ဒါကြောင့်မလို့အသက်30နည်းနည်းလေးစွန်းတာနဲ့လေတကယ်ကို healthy lifestyleအဲ့လိုမျိုးနေနိုင်အောင်စူးစမ်းတော့ဝိတ်လည်းရန်တက်မခံနဲ့ကိုယ့်ကိုအမြဲတမ်း check up လုပ်နေ medical check up တွေလုပ်ပြီးတော့အစီတက်မခံနဲ့အစားအသောက်တွေကိုစင်ကျင်မှာထိမ့်သိမ့်မှာလေ့ကျင့်ခန်းတွေအများကြီးလုပ်ပါလို့အကြံပေးချင်ပါတယ်နောက်တစ်ခုက make up တွေထက် skin care အသက်တစ်မျှပို့ပြီးတော့အရေးကြီးလာပါတယ်ဆယ်ကျော်သက်အသက်20စွန်းစွန်းနှုန်းကလိုမျိုးဘာမှထထမလုပ်လဲသိရမလားဟိုချောမှုတင်းရင်းနေတဲ့အသားရည်ကနေပြီးတော့အခုချိန်မှာတပြည့်ပြည့်ချင်းစပြီးပြောင်းလဲလာပါတယ်တကယ်တမ်းကလေ skin care ဆိုတာ24 25လောက်ပြည့်စလုပ်တင်တာတိလာ30ထိမဆောင်ရအောင်ဆိုတော့အခု30မှာလည်းအချိန်မီသေးတယ်လုပ်လို့ရသေးတယ်အချိန်မီတယ်40 50မှာစလုပ်မယ်ဆိုလို့ရှိရင်တော့ a little too late လို့ပြောချင်ပါတယ်အဲ့လောက်ဆိုလို့ရှိရင်တော့Botox ထိုးတာတို့ surgery တို့ပတ်စံသုံးပြီးတော့ maintain လုပ်ရမှာပေါ့နော်တဘာဝအတိုင်းလေးပြောင်းပြီးခါကျင်တယ်ဆိုလို့ရှိရင်တော့30မပြည့်ခင်ခရေကစပြီးတော့ skin care ရေများများတောက် skin care တွေအများကြီးလုပ်ပါလို့emotion စိတ်အနေထားပိုင်းပေါ့နော် drama တွေတိတ်မလို့ချင်တော့စိတ်အေးချမ်းမှုကိုပို့ပြီးတော့မှအလေးထားလာတယ်ဘယ်လို relationship မျိုးနဲ့မဆိုပါမိဘနဲ့တာသမီပဲဖြစ်ဖြစ်တငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ်အိမ်တော်ဘက်ရီစားနဲ့ပဲဖြစ်ဖြစ်အေးချမ်းလေးပဲနေချင်တော့တာတိလားဘယ်လိုပြောရမလဲဟိုဘဝကိုတည်ငြိမ်မှုကိုပို့ပြီးတော့ဦးစားပေးလာတဲ့သဘောမျိုးပေါ့နော်ပျော်ဖို့ဘာညာတဲ့ဘဝတည်ငြိမ်အေးချမ်းလေးပဲနေချင်လာတော့တယ်ပြီးတော့လူတိုင်းနဲ့တဲ့အောင်လိုက်မပေါင်းတော့မတဲ့လည်းရတယ်အစင်မပြေလက်ကိစ္စမရှိဘူး ignore လုပ်နိုင်လာတယ်ဘာအဓိကပိုရေးကြည့်လိုက်လဲဆိုတော့ quantity ထက် quality ကိုပို့ပြီးတော့ဦးစားပေးလာတယ်လူတွေအများကြီးနဲ့တည်တဲ့ခင်တဲ့တငယ်ချင်းများတယ်ဆိုတာထက်ကိုနဲ့တကယ်ကြိုက်တဲ့ကိုယ့်ပေါ်မှာတကယ်ကောင်းတဲ့လူအနည်းစုလေးကိုပဲပို့ပြီးတော့တန်ဖိုးထားတဲ့စိတ်မျိုးဖြစ်လာပါတယ်နောက်တစ်ခုကတော့အချစ်ရေးပါရှင်ပုံငယ်ခဲ့တုန်းကပုံငယ်ခဲ့တုန်းဆိုတာငငယ်တုန်းကလို့ပြောရင်အခုကအိုနေပြီဆိုတော့အတိတ်ရွယ်မျိုးဖြစ်မှာဆိုလို့အရင်တုန်းကပုံငယ်တယ်အခုလည်းငယ်သေးတယ်ဆိုတဲ့ဘောနဲ့ပုံငယ်ခဲ့တုန်းကလိုမျိုးအမလီကိုရင်ချစ်တော့ကိုမြိုင်သေးမှာတမရေတူတောက်တဲဦးပြမနေရဆိုအဲ့လိုအယူမှုချစ်တဲ့အချစ်မျိုးကိုချစ်ချင်တာအဲ့လိုမျိုးလေးဘာမှမစင်စားပဲနဲ့ဒါပေမဲ့အခုချိန်မှာမရတော့ဘူးဒီလားဟို Sandy ရဲ့ personal experience ပါအနည်းဆုံးတော့ကိုပြောတာပါဟိုရီးစားတွေလည်းထားတဲ့လောက်ကောထားတဲ့နာထက်ကောပို့ပြီးထားခဲ့ပြီးသွားပြီဆိုတော့ယူမှုချစ်ရမယ့်အရွယ်ကအဲ့ဒီမှာကြံခဲ့ပြီအဲ့29လောက်ကလေးကပြီးသွားပြီယူမှုက28က9လောက်ကနေစပြီးတော့မှခေါင်းသုံးတက်လာတယ်ခေါင်းကိုသုံးချင်လာတယ်ဒီနေရာမှာချွင်းချက်အနေနဲ့တခုတော့ရှိတယ်တချို့လူတွေကပုံငယ်တဲ့အချိန်တုန်းကသူတို့စိတ်တိုင်းကြ100ခိုင်တော့လွတ်လွတ်လပ်လပ်နေခွင့်မရဘူးလူကြီးသူမတွေထိန်းချုပ်မှုအောက်မှာပြပြနေအောင်ထိန်းခံထားတော့သူတို့ကဒီလိုအတွေ့အကြုံမရှိဘူးဆိုတော့ယူမှုချစ်ချင်လဲနည်းနည်းတော့ချစ်လို့ရသေးတယ်သူတို့အတွက်ကသူတို့ experience မရှိဘူးမခံစားဘူးသေးတော့လေပုံမှန်အဖြစ်တော့လူတော်တော်များများအဲ့ဒီအရွယ်မှာခံစားပြီးဆိုတော့ဒီချိန်မှာအရင်ယူမှုချစ်ချင်လဲချစ်လို့မရတော့လူတွေရဲ့သဘောတရားပို့ပြီးတော့ရင်းချက်လာလေတည်ငြိမ်လာလေအသက်အရွယ်ရလာလေလက်တွဲဖို့ကိုဒီဘယ်လိုပြောမလဲအချစ်တစ်ခုတည်းနဲ့မရွေးချယ်ကြတော့တာများပါတယ်နံပါတ်5ကတော့ကလတ်တွေဘားတွေအပျော်ဘားတွေကိုအမြဲမသွားချင်တော့တာပါအရင်ကလောက်လည်းမသွားနိုင်တော့ဘူးထင်တယ်ကိုဆိုကရတာကြိုက်တယ်တောက်ရတာလည်းကြိုက်တယ်တငယ်ချင်းတွေနဲ့လို့ social ကြအပြင်သွားရတာကြိုက်တယ်ဆိုတော့အရင်တော့ဂျပန်မှာနေတော့ Monday to Friday ရုံးလုပ်ရတယ် design လုပ်တော့ဆိုပို့ဆိုတယ်အိုးများလိုက်တဲ့ stress တွေ overtime တွေလည်းအရင်လောက်ရတော့စိတ်ဖိစီးတယ်ပေါ့နော်
အဲ့ဒီစီကဘာလုပ်လဲဆိုတော့ Friday night လိုမျိုး Saturday night လိုမျိုးဆိုလို့ရှိရင်မှုံညောင်ပြင်တယ်အလန်းပြင်ရှင်မွေးတွေဆိုတော့ဖက်နဲ့ dress နဲ့ let's go beaches ဆိုပြီးတော့မှကိုဦးဆောင်ပြီးတော့မှတကယ်ပြီပဲဒါကိုတို့ therapist the best way to release stress ပဲဒါအကောင်းဆုံးပဲအရင် enjoy ဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်အသက်23 24တုန်းကဆိုလို့ရှိရင် every week နော်အပတ်တိုင်းသွားတာအပတ်တိုင်းအဲ့ဒါပြီးလို့ရှိရင်ဘာမှမဖြစ်ဘူးနော်အခုလုံနိုင်လားမလုံနိုင်တော့ဘူးမောလဲမောတယ်ကြည်အဲ့လိုမျိုးတွေလုပ်ရတာကိုလေဝါလို့လားမသိပင်မန်းပြီးတော့လေမသွားနိုင်တော့ဆိုတော့နောက်ဆိုးဆုံးကအရက်တောက်ပင် hangover ဖြစ်တာပေါ့နော်နောက်တည့်ရက်ရက်နာကြအဆိုးဆုံးပဲငယ်တော့တောက်တယ်ငယ်တော့မဟုတ်ပိုငယ်တော့တောက်တယ်တောက်ပြီးနောက်တည့်ရက်ဆိုလို့ရှိရင်ဘာဖြစ်လဲချက်ချင်းမလေး3နာရီ5နာရီလောက်အိတ်လိုက်လို့ရှိရင်ကောင်းတော့ဘာမှမဖြစ်ဘာ nothing ဘယ်လောက်တောက်တာအခုဆိုလို့ရှိရင်လေအမလေးတာကီလာလေး3ခွက်နဲ့ဟိုကိုရိုနာလေး2ပလင်လောက်တောက်လိုက်လို့ရှိရင်နောက်2ရက်3ရက်လောက်ကလေဂီရောအမလေးဘာမှမလုပ်နိုင်တော့ခေါင်းတွေကြိုက်တကုံသွားတွေကြိုက်ပြီးလို့လေအဲ့လိုတအားလိုခန္ဓာကိုယ်ကပြောင်းလာတယ်မလုပ်နိုင်တော့ဘူးပေါ့နော်မသွားချင်ဘူးလားဆိုတော့သွားချင်တယ်ကိုယ်ကြိုက်တယ်လို့ဒါပေမဲ့တစ်လားတစ်ခါနှစ်လားတစ်ခါလောက်ဆိုကိုယ်တော့က enough ကိုအဲ့ life ကတော့တော့ကတာတော့ကွာအသက်60လောက်ထိကွာလုံမှာပဲဒါပေမဲ့နည်းနည်းလေးတော့ပြောင်းလာတာပေါ့နော်ဒါကဆိုးလားမဆိုးဘူးအဲ့ဒီအစားဘာဖြစ်လဲဆိုတော့ခုနကလိုမျိုး drunk လုပ်မဲ့ပါတီသွားမယ်အဲ့ဒါကကိုယ်တော့ therapist ကနေပြီးတော့အခုကလမ်းပြောင်းသွားတယ် gym သွားမယ်ယောဂလေးတွေလုပ်မယ်ဝါဒနာလုပ်မယ်ကိုယ့်ရဲ့ကိုချစ်တဲ့လူတွေနဲ့ quality time ပေါ့နော်သူတို့နဲ့အချိန်တူတူကုံဆုံးမယ်အဲ့လိုမျိုးလေးကိုယ့်အတွက်အဓိပ္ပာယ်ရှိတဲ့တန်ဖိုးရှိတာလေးတွေပို့ပြီးတော့လုပ်ချင်လာတယ်ဒါကတော့ plus တစ်ခုပဲဖြစ်ပါအခုမှကြည့်မိတယ်ကုတ်လိုက်တာရဲသွားရင်ကို့သားလို့ပဲအရင် sensitive ဖြစ်တာထပ်ပါတော့အခုပြောသွားတာတွေကစနေ33မှာသတိထားမိတဲ့အပြောင်းလဲလေးတွေပဲဖြစ်ပါတယ်ဒါကလေငါကအရင်ကလုံနိုင်တာတွေငါတချို့မလုံနိုင်တော့ဘူးငါအိုသွားပြီအမလေးစိတ်ညစ်လိုက်တာအသက်ကြီးလာပြီဆိုပြီးစိတ်ထက်ကြစီရလား no နော်ဒါအိုလာတာအသက်ကြီးလာတာမဟုတ်ဘူးဘဝရဲ့အပြောင်းလဲတစ်စစ်ချိုးတစ်ကွေ့ပဲ new chapter new era ပဲအဲ့ဒါကိုကိုကကြည်နက်နက်ကြီးနဲ့လက်ခံပြီးတော့ဒီ chapter အသစ်မှာငါဘယ်လိုမျိုးဘယ်လိုပြောရမလဲ the best ဖြစ်အောင်ပေါ့နော်ကိုအကောင်းဆုံးဖြစ်အောင် glow ဖြစ်အောင်နေမလဲဆိုတဲ့စိတ်ထားမျိုးနဲ့ရှောက်လန်းတင်ပါတယ်ပြီးတော့ secret လေးတစ်ခုပြောပြမယ်မိမတွေကမြတ်သမီးတွေကတကယ်ထိမ့်သိမ့်နိုင်တယ်ဆိုလို့ရှိရင်အလှဆုံးချိန်ရပဲချိန်လဲသိလား30နဲ့40ကြာပဲအဲ့ဒီချိန်မှာလှတာအပြင် plus 10ကျော်တက်နဲ့20ဆွန်းဆွန်းနေနားမလည်နိုင်နဲ့ရင့်ကျက်တည်ငြိမ်တဲ့အပြုံးလေးနဲ့ဆွဲဆောင်မှုသိရှိတာနော်ဒါကြောင့်အကြောက်ကံနဲ့လက်ရှိကိုယ့်ရဲ့ reality ကိုညှင်းဆန်နေမဲ့အစားလက်မခံနိုင်မဲ့အစားဟုတ်တယ် upgrade ဖြစ်သွားပြီ better me ဖြစ်သွားပြီလက်ခံလိုက်စမ်းပါပြီးတော့အတင်းလေး10ကျော်သက်နဲ့တူချင်းလို့20ကျော်နဲ့တူချင်းလို့ဆိုအရန်ငယ်ချင်းနေတဲ့စိတ်ကိုလည်းဖျောက်လိုက်တော့အဲ့ဒီအချိန်အဲ့ chapter old chapter ပြီးသွားပြီဖြတ်တန်းခဲ့ပြီးသွားတယ်အခုက new chapter ရောက်ပြီစိတ်လှုပ်ရှားမှုပြင်းတဲ့ဒီ new chapter က the best ဖြစ်အောင်ဘယ်လိုနေရမလဲ30 so what I'm 30 အသက်ပြောမှလည်းကြောက်နေတယ်ပြောချပလိုက်ဟုတ်တယ်30မှာငါဒီလိုလမ်းအောင်လှအောင်နေနိုင်တယ် fit ဖြစ်အောင်နေနိုင်တယ် smart ဖြစ်အောင်နေနိုင်တယ်သူများကြီးစီက wow မိုက်လိုက်တာဆို feedback ရတယ်ဒီကိုကိုပြောင်းလဲယူလိုက်ထိမ့်သိမ့်ထားလိုက်အဲ့ဒါမှတကယ်ကိုမိုက်တာ aging with glory နော် not aging with fear တိလားကြောက်ကြံပြီးတော့မှအသက်ကြီးလာစရာမလိုအသက်ကြီးတာတကူကကြောက်စရာမဟုတ်ဒါကြောင့်မလို့ကိုယ့်ရဲ့ mindset ကိုရှိတိုင်းလက်ခံပြီးတော့ပြောင်းလဲယူလိုက်ပါပို့ပြီးအထာကြကြနဲ့လမ်းနဲ့ကျမ်းမာတယ်လှပတယ် smart ကြပြီးရင့်ကျက်တဲ့မမတွေဖြစ်နေပြတ်သက် sleep ပြလိုက်စမ်းပါ